စီးပွားရေးလူမှုရေးဘာပဲလုပ်နလန်မထူနိုင်ဖြစ်နေတဲ့လူတွေရှိတာဒါဆိုရင်တော့နလန်မထူရင်ဟိုကအောင်လန်ထူရမယ်အောင်လန်ထူမှနလန်ထူနိုင်မှာအဲ့တော့ဒီအောင်လန်ထူတဲ့ရတရားနည်းတွေကိုလုပ်ကြည့်ပါမိမိမွေးနိုင်အသားကိုအလံနိုင်ပြုပါသာသနာအလံကိုဈေးမစစ်ပဲဝယ်ပါဈေးမစစ်ပဲဝယ်ပြီးတော့အလံမှာတက်ပြီးလို့ရှိရင်အလံမှာကိုကလူရစုလေးတွေကိုရေးပါကိုဖြစ်ချင်တဲ့ဇာနာလေးတွေရေးပြီးရင်ပလင်းနဲ့ထည့်ပါနော်လေပူပလေးဆိုရင်တော့ပိုကောင်းတယ်ဟောကိုနှုံးဝင်မိတဲ့အတွက်ပလင်းနဲ့ထည့်ပါပြီးလို့ရှိရင်ဖျားမှာကတ်လူပြီးတော့မနက်တိုင်း24ပစ္စည်းကို24កောက်ရွတ်ဖက်ပြီးတော့လူရစုကိုတောင်းပါဒါဆိုရင်တော့မိမိတို့အစင်မပြေနေတာတွေနလန်မထူနိုင်ဖြစ်နေတဲ့အရာတွေပြန်ပြီးတော့နလန်ထူလာပါလိမ့်မယ်အဲ့တော့အစင်မပြေဖြစ်နေလူတွေအတွက်နလန်မထူရင်အောင်လန်ထူတဲ့ဒီရတရားနည်းကိုလုပ်ကြည့်ကြပါကျွန်တော်စီကမှာကျင်နေဆိုရင်တော့ကျွန်တော်ကတော့ပို့ပြီးတော့ကောင်းအောင်လို့တော့စီစဉ်ပေးပါတယ်ဆိုတော့ဒီအလံမှာရေးတဲ့စူတောင်းစာလေးတွေကိုကျွန်တော်ကဆေးတော်နဲ့ရေးပေးတာပါဆေးတော်မင်္ဂရနဲ့ရေးပေးပြီးတော့ဒီပလင်းထဲမှာထဲဖို့အရေးကိုကျွန်တော်တို့ကနောက်ရက်9ပါးရေးရွှေရည်ငွေရည်အဲ့ဒီရည်လေးတွေဆေးတော်ရည်လေးစီစဉ်ပေးပါတယ်နေ့နဲ့အသားမရှာတတ်ဘူးဆိုရင်လည်းကျွန်တော်တို့ရှာပေးပါတယ်အဲ့တော့ကိုယ့်အကူလည်းလုပ်လို့ရတယ်လို့ကျွန်တော်စီကလည်းမိုက်လို့ရပါတယ်